္ဂလာပါခင်ဗျာ2013ခုနှစ်မတ်လ23ရက်ဗုဒ္ဓဟူးနေ့ RVC ရဲ့သတင်းတွေကိုတင်ဆက်ပေးနေပါတယ်မလေးရှားနိုင်ငံကွာလာဂျာလန်ကမ်းခြေအနီးမှာရိုဟင်ဂျာလှေစီးဒုက္ခသည်184ဦးဟာလေပေါ်မှခုန်ချကာရှွန်းနွန်ထူထပ်တဲ့နေရာတွေကိုတက်ဆွန့်ဆန်ပြဖြတ်ကျော်ပြီးကမ်းပေါ်တက်လာနေတာကိုမလေးရှားအာဏာပိုင်တွေကမနေ့ကတွေ့ရှိခဲ့ကြောင်းသိရပါတယ်မလေးရှားလာဝကအရာရှိတွေရဲ့စစ်ဆေးတွေ့ရှိချက်အရအဆိုပါဒုက္ခသည်တွေဟာရခိုင်ပြည်နယ်ကပြည်ပခါတွေကြောင့်တက်ဆွန့်ဆန်ပြထွက်ပြေးတင်းရှောင်လာတဲ့ရိုဟင်ဂျာမွတ်စလင်တွေဖြစ်ပြီးအာဏာပိုင်တွေကသူတို့ကိုတွေ့ရှိချိန်မှာသူတို့ဟာဒီအကြချိန်ရှွန်းနွန်ထူတဲ့နေရာတွေကိုဖျက်ကျော်ပြီးကမ်းပေါ်ကိုတက်လာနေကြောင်းသိရပါတယ်။ဆိုပါဒုက္ခသည်တွေထဲမှာအရွယ်ရောက်ပြီးအမျိုးသား69ဦးအမျိုးသမီး48ဦးနဲ့ကလေးငယ်68ဦးတို့ပါဝင်ပြီးလာဝကအရာရှိတွေကအသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာဩစတြေးလျနဲ့နယူးဇီလန်နိုင်ငံတွေကိုချစ်ကြည်ရေးခီးစဉ်အဖြစ်မတ်လ23ရက်နေ့မိုးလယ်ပိုင်းကနေပြည်တော်ကနေလေကြောင်းလိုင်းနဲ့ထွက်ခွာသွားခဲ့ပါတယ်။နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့2013ခုနှစ်အတွင်းဒုတိယအကြိမ်မြောက်ပြည်ပခီးစဉ်အဖြစ်ဩစတြေးလျနဲ့နယူးဇီလန်နိုင်ငံတွေကိုချစ်ကြည်ရေးခီးသွားရောက်မှာဖြစ်ပြီးအဆိုပါခီးစဉ်ဟာရက်သတ္တပတ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်ဟာအခုခီးစဉ်ကိုနယူးဇီလန်ဝန်ကြီးချုပ်မစ္စတာဂျွန်ကီနဲ့ဩစတြေးလျဘီယံခံချုပ်Mrs. Quentin Bryce တို့ရဲ့ဖိတ်ကြားချက်အရတွားရောက်ခြင်းဖြစ်ပါတယ်။ဆိုပါခီးစဉ်ကို2012ခုနှစ်ဒီဇင်ဘာလကတည်းကတွားရောက်ဖို့စီစဉ်ခဲ့ပေမဲ့လည်း2012ခုနှစ်ဒီဇင်ဘာလ9ရက်မှာအကြောင်းမညီညွတ်တဲ့အတွက်မတွားဖြစ်တော့ကြောင်းကြေညာခဲ့ပါတယ်။နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်းဥရောပ9နိုင်ငံခီးစဉ်အပါအဝင်နိုင်ငံခြားခီးစဉ်18ခုတွားရောက်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်ခင်ဗျာ။ဒီကနေ့မတ်လ23ရက်နေ့မှာစတင်ကျင်းပတဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးမှာရခိုင်ပြည်နယ်အတွင်းရှိတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုမဲ့အစ္စလာမ်ဘာသာဝင်ကျောင်းသားကျောင်းသူတွေကိုရခိုင်ကျောင်းသားကျောင်းသူတွေနဲ့တီးခြားဖြေဆိုစေခဲ့ကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်အတွင်းပြည်ပခါတွေကြောင့်အစ္စလာမ်ဘာသာဝင်ကျောင်းသားကျောင်းသူတွေဟာပညာရေးထိခိုက်နစ်နာခဲ့ရတဲ့အပြင်အခုအခါစာမေးပွဲဖြေဆိုရမှာလဲခွဲခြားမှုတွေပြုလုပ်နေခြင်းကြောင့်မလိုလားအပ်တဲ့လူမျိုးရေးဘာသာရေးပြည်ပခါတွေထပ်မံဖြစ်ပွားမှာကိုအထူးပဲစိုးရိမ်နေကြကြောင်းဒေသခံတွေကပြောပါတယ်ခင်ဗျာ။တပတောင်တပိတ်စခန်းတွေဖြိုခွဲမှုမှာမြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးစုံတက်လို့ခေါ်တဲ့ phosphorus ဓာတ်ပါတဲ့ဘုံတွေအသုံးပြုခဲ့တဲ့အပေါ်အမေရိကန်အစိုးရအနေနဲ့စန့်ကျင်တယ်လို့ပြောဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Miss Victoria Nuland ကနေ့စဉ်ပြုလုပ်နေကြသတင်းစာရှင်းလင်းပွဲမှာမနေ့ကပြောကြားလိုက်တာပါ။မြန်မာအစိုးရအနေနဲ့ဆန္ဒပြပွဲတွေလူစုခွဲတဲ့အခါမှာလည်းအတက်နိုင်ဆုံးစိတ်ရှည်သီးခံမှု phosphorus ဓာတ်ဟာလူကိုပြင်းပြင်းထန်ထန်ဒဏ်ရာရစေနိုင်တဲ့အတွက်ဒီလိုလက်နက်သုံးပြီးဖြည့်ရှင်းတာထက်အခြားပုံမှုတင့်တော်တဲ့နည်းလမ်းတွေနဲ့ဖြည့်ရှင်းဖို့မြန်မာအစိုးရကိုတိုက်တွန်းတယ်လို့လည်း Miss Victoria Nuland ကပြောဆိုလိုက်ပါတယ်။အမေရိကန်အစိုးရအနေနဲ့မြန်မာနဲ့ဆက်ဆံရေးမှာတိုးတက်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီးအဆင့်ချင်းမှတူညီတဲ့တုံ့ပြန်မှုဆောင်ရွက်သွားမှာဖြစ်တယ်လို့လွတ်လပ်စွာစုဝေးစည်းရုံးခွင့်ကိစ္စတွေရဲတပ်ဖွဲ့တွေရဲ့ဆောင်ရွက်ချက်များတာဖို့ကိစ္စတွေလိုလူ့အခွင့်အရေးကိစ္စတွေမှာဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေတယ်လို့ပြောသွားတာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်သတင်းတွေကိုဒီများနဲ့ပဲရနာဝင်ပြပါခင်ဗျာ။ RVC ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Endele notajo. Inai tomorrow was gurir boli. Inai tomorrow nasihat gurir boli. In ugga beshi boro planning or beshi boro takhtit hukumat gojji. Arar bori, arar komor bori. ज़माने की तरह खूब कामयाब हुई केंगुरी गुज्जे ए जिनिसान या ये खोड़े माये फोगवा ए दिन ना मज्जदे आलाश तरीके मज्जदी बार हो रही माये फोगवा आरा मज्जी बोले हो योरे खानो सबूत सारा तारा तीनों मुसलमानों रे तुली लोगी कोई तीनों मुसलमानों लो जाये रे तारा होदे इनोरे आरा फांसी साजाचे एडे बुतोरे उगो मानुष थारगाते फांसी हायर मरी गए बोले खुद खुशी जी बार हो निजर को निजे जान दी वाले ये आज दूसरों तारा मारी खाले ये बोले हर इन दिल्लार मत्ता मगर फोन दरे इस्तेमाल करियो ने आरारे मारे कैसो हकीकत जनीन आरार वोरे जाहिर हुई आर आरार मंचर वोरे कैसो जाहिर हुई सेंटरा ने की कोशिश कीजिए तो आइए यान बुतरे कहने ही दे जिनिस तो आइए इधर कैंगुरी भाई या तू एक बसर आगे ज़ेतम मज़े BBC बर्मर मैप मज़े
चान होदिन हड़ताके केचिंग होदिन हड़ताके क्रेन होदिन हड़ताके एंगुरी उरी मैप बनाइए आरकान होदिया नमाजे रोइंगे ताके होरे तार कदा मैप दाहिए बीबीसी यानोल्ला बोलियोरे मगर फोइंडे दुनियार एकुनात्तुल দিয়ে শুরু করি ওকুনা পর্যন্ত লন্ডন লদি শুরু করি ওরে থাইল্যান্ড পর্যন্ত থাইল্যান্ড লদি শুরু করি কোরিয়া পর্যন্ত কোরিয়া লদি শুরু করি জাপান পর্যন্ত আমেরিকা পর্যন্ত বেগুল্লা সান্দাপিয়া গজে বেগুল্লা তারার এজাহার গজে রোহিঙ্গা হদি বা এড়ে নাই রোহিঙ্গা হদি বা দেশে আনার মাঝে না হন হদে মগর পয়েন্ট হদে এখানিয়ান 2 নম্বর ইয়াতু 8 মাস 9 মাস আগে ইয়া মানে কি 28 তারিখা মে যেতে মায়ে ফইবার মারি ফেলাইয়ে ইয়াতু 6 মাস 7 মাস আগে তুলি ওরে ইন্টারনেটের মাঝে যেদুন আর রোহিঙ্গা ফাটি কলর तमाम দুনিয়ার মাঝে ওয়েবসাইট আছে ওয়েবসাইটের মাঝে নানান দলিয়া তরিকা লয়ে ওয়েবসাইটের বাঁ ফেলাই বললা হ্যাকিং করি বললা বলি ওরে কোশিশ তারা তো জারি হয়ে হ্যাকিং করি বাদে তারা কি হ আরা হদে রোহিঙ্গার খেলাফ এন্টি রোহিঙ্গা আর রোহিঙ্গার খেলাফ এ হয়ে তারা কি রে কান সকের কান ফটো রে নেনে 2 নম্বর